္ဂလာပါရှင်ဖေဖော်ဝါရီလ18ရက်နေ့အတွက်မြို့တော်ရဲ့နေ့လည်ခင်းသတင်းအစီအစဉ်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်မကတော့နွယ်နွယ်ပါဒီကနေ့အတွက်တင်ဆက်ပေးသွားမှာကတော့ပောက်ကူတော်ရဲ့တပည့်ရင်နာမည်ကြီးပြုကောင်းဆောင်ကိုစစ်ကော်မရှင်ပြန်လည်ဖမ်းဆီးတဲ့သတင်းအပါအဝင်ထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ဒုထောက်ရီမြစ်ထဲရင်းနှစ်သေဆုံးသွားတဲ့ကိုရင်လေးရှိုးအလောင်းကို3ရက်ကြာမှပြန်တွေ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်မန္တလေးတိုင်းဒေသကြီးရွှေဆိုင်ရန်ဖျားနီဒုထောက်ရီမြစ်အတွင်းမှာရေစင်ချိုးရကရင်းနှီးပြောက်ဆုံးသွားတဲ့ကိုရင်လေးရုံအလောင်းပြန်တွေ့ရှိပြီးကောင်းမွန်စွာတကြိုပြီးပြီလို့သိရပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလ23ရက်နေ့ညနေပိုင်းကမန္တလေးရွှေဆိုင်ရန်ဖျားနီဒုထောက်ရီမြစ်အတွင်းမှာရေစင်ချိုးရကရင်းနှီးကပြောက်ဆုံးသွားတဲ့တတ်15နဲ့ကိုရင်တစ်ပါးရဲ့ရုံအလောင်းကို3ရက်အကြာမှပြန်လည်တွေ့ရှိခဲ့တာလို့သိရပါတယ်။16ရက်နေ့ကတွေ့တာပါ။မီယိုဖလာရပွဲတွေပေးပြီးရှာတာတွေလည်းလုပ်တယ်ဖြစ်ဖြစ်ချင်းကလေးကရေအောင်ငုတ်ရှာတာကိုမတွေ့ကြတာ16ရက်နေ့ကျမှရေပေါ်ပေါ်လာတာကိုငါးဖက်နဲ့ဆက်လေကတွေ့တာလို့ပရိုက်တာအဖွဲ့ဝင်တအုပ်ကမြို့တော်ကိုပြောပါတယ်ကယ်ဆယ်ရေးအဖွဲ့တွေကရင်းနှီးပြောက်ဆုံးခဲ့တဲ့23ရက်နေ့ကစတင်က73 14 15ရက်နေ့အထိရေငုတ်ကရှာဖွေခဲ့ကြပေမယ့်ရော်လောင်းကိုမတွေ့ခဲ့ကြရပဲငါးဖက်ဆက်လေတစီက16ရက်နေ့မှာပျောက်ဆုံးသွားတဲ့နေရာမဟုတ်တဲ့တခြားတနေရာမှာရော်လောင်းရေပေါ်ပေါ်လာတာကိုတွေ့ခဲ့တာလို့သိရပါတယ်တမုံဆူကျေးရွာစုရှမ်းရွာကြီးကျေးရွာကရေချိုးစိန်နာမှာတွေ့တာမောင်လေးရဲ့အနေအထားနဲ့ဆက်လက်သမားတွေကတွေ့တာပရိုက်တာအဖွဲ့တွေကိုခေါ်ပြကြရင်းနဲ့ပြောင်းနေတဲ့ကိုရင်လေးဆိုတာအတီးပြကြတာလို့ဒေသခံတအုပ်ကမြို့တော်ကိုပြောပါတယ်ရော်လောင်းကိုမြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့မန္တလေးတိုင်းရောအဖွဲ့ဝင်တွေကတွားရောက်ကူညီကယ်ဆယ်ခဲ့ကြပြီးအဲ့ဒီရှမ်းရွာကြီးကျေးရွာမှာပဲမိသကျုပ်ပေးခဲ့ကြတယ်လို့သိရပါတယ်ရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပခုတ်ကုန်းမှာ2လအကြာစစ်ကြောင်းထုံမှုကြောင့်အင်ဂျီ300ကျော်ပြကြပြီးပြည်သူတောင်းတဲ့ချီအတီဒုက္ခရောက်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။နေပြည်တော်ကစစ်ကော်မရှင်ဟာရွေးကောက်ပွဲလုံခြုံရေးအကြောင်းပြချက်နဲ့မန္တလေးတိုင်းပခုတ်ကုန်းမြို့နယ်အတွင်းရွာစဉ်ပတ်မွေစစ်ကြောင်းထိုးနေတာအခုဆိုရင်2လနီးပါးရှိလာပြီဖြစ်ပါတယ်။ဒီတော့အတွင်းမှာပဲအာဏာသိမ်းစစ်ကော်မရှင်တပ်ရဲ့လက်ချက်ကြောင့်ဒေသခံပြည်သူ3သေဆုံးခဲ့ရသလိုအင်ဂျီ300ခန့်မိရှုဖျက်ဆီးခံထားရတယ်လို့ဒေသခံတွေစီကသိရပါတယ်။ပြီးခဲ့တဲ့2025ခုနှစ်ဒီဇင်ဘာလကတည်းကစတင်ခဲ့တဲ့ဒီစစ်စင်ရေးတွေကြောင့်ပခုတ်ကုန်းတွေကဒေသခံပြည်သူတောင်းနဲ့ချီဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြပါတယ်။အခုလိုစစ်ဘေးရှောင်နေရတဲ့အတွက်တောင်သူတွေဟာသူတို့ရဲ့စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့အလုပ်အကိုင်ခွင့်လန်းတွေအားလုံးဆုံးရှုံးနေကြရပါတယ်။စစ်ကြောင်းကမပြတ်ဘူးဗျ။အလုပ်လည်းလုပ်မစားရဘူး။ကျွန်တော်တို့ပြည်သူတွေမှာဒီရွေးကောက်ပွဲမတိုင်ခင်ကတည်းကပြေလွှားနေကြရတာအိမ်မှာအေးစစ်စစ်9ရက်ပြည့်အောင်အိပ်ရတဲ့ရက်ဆိုတာတော်တော်ရှားသွားပြီလို့ဒေသခံတအုပ်ကပြောပါတယ်။အာဏာသိမ်းစစ်ကော်မရှင်တပ်ဟာပခုတ်ကူမြို့နယ်နဲ့မြိုင်နယ်တောင်ပိုင်းကကျေးရွာတွေကိုအဓိကပြစ်မှတ်ထားနေပြီး2လတာအတွင်းမှာနော်ပင်ကိုင်းနဲ့ကရင်ကြီးကျေးရွာတွေကိုဝင်ရောက်စီးနှင်ကတမုံရှိပစ္စည်းတွေနဲ့တောင်သူတွေရိတ်သိမ်းထားတဲ့မြေပဲစပါးစားတဲ့သီးနှံတွေကိုပါမိရှို့ဖျက်ဆီးခဲ့ကြပါတယ်။ဒါအပြင်ပခုတ်ကူနဲ့အနောက်ချမ်းကကံမမြို့ကိုလည်းစီးနှင်ထားတာကြောင့်တမျိုးလုံးဒီပါထွက်ပြေးနေကြရပါတယ်။ဇန်နဝါရီလ15ရက်နေ့ကနော်ဘင်ရွာကိုစီးနှင်ချိန်မှာမပြေးနိုင်မဲ့ကြံရတဲ့အသက်60အရွယ်အမျိုးသမီးကြီးတအုပ်အပါအဝင်စုစုပေါင်းပြည်သူ3ဦးဟာစစ်ကော်မရှင်တွေရဲ့လက်ချက်နဲ့အသက်ဆုံးရှုံးခဲ့ရပါတယ်။ဒီစစ်ကြောင်းတွေဟာဒေသခံတွေစီကနေရိတ်ခါတွေလူရဲ့ယူဆောင်ပြီးညိုင်းနယ်တောင်ပိုင်းကတွင်းမရွာနဲ့တရက်ကဲရွာတွေမှာရှိတဲ့ပြူစောတီစကန်တွေစီပို့ဆောင်နေတာဖြစ်ပါတယ်။လက်ရှိမှာတော့ကမ္မမြို့အနီးကညောင်ချစ်ပင်ရွာပြူစကန်မှာစစ်ကော်မရှင်တပ်ဖွဲ့ဝင်80ခန်းကဘန်ကာတွေဆောက်လုပ်ပြီးအထိုင်ချဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။စစ်ဘေးရှောင်နေရတဲ့ပြည်သူတွေဟာစီးပွားရေးနဲ့စိုက်ပျိုးရေးလုပ်ငန်းတွေလုံးဝမလုပ်ကိုင်နိုင်တော့တာကြောင့်လက်ရှိမှာစားဝတ်နေရေးအခက်အခဲတွေနဲ့ရင်ဆိုင်နေကြရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပောက်ကူတော်ရဲ့တပည့်ရင်နာမည်ကြီးပြူကောင်းဆောင်ကိုစစ်ကော်မရှင်ကပြန်လည်ဖမ်းဆီးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မန္တလေးမြို့မှာအာဏာသိမ်းစစ်ကော်မရှင်တပ်ရဲ့လက်ဝေခံဖြစ်ပြီးနာမည်ဆိုးနဲ့ကြော်ကြားတဲ့ပြူစောတိခေါင်းဆောင်ဆန်ရှာကိုစစ်ကော်မရှင်တပ်ကပဲပြန်လည်ဖမ်းဆီးလိုက်တယ်လို့ရဲအတိုင်းဝိုင်းကနေသိရပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလ14ရက်နေ့ကမြေယာအမှုနဲ့တိုင်ကြားခံရတာကြောင့်စစ်ကော်မရှင်တပ်ကဓာတ်ရိုက်လာရောက်ဖမ်းဆီးသွားတာဖြစ်ပြီးလက်တလုံးမှာတော့မန္တလေးနန်းတွင်းတွေကအလဲပိုင်းတိုင်းစစ်ဌာနချုပ်မှာစစ်ဆေးမေးမြန်းနေရလို့ရဲအရာရှိတအုပ်ကအတည်ပြုပြောဆိုထားပါတယ်။ဒီပြူစောတိခေါင်းဆောင်ဆန်ရှာဟာ
အာနာသိန်းစစ်ကော်မရှင်တက်ကိုအစဉ်တစိုက်ထောက်ခံသူပောက်ကိုတော်ရဲ့အားကိုးရတဲ့တပည့်ရင်တဦးလည်းဖြစ်ပါတယ်။ပြူစောတိအဖွဲ့ဝင်အချို့ရဲ့အဆိုအရအာနာသိန်းစစ်ကော်မရှင်တက်ကမွေးထုတ်ထားတဲ့ဒီလိုအဖွဲ့တွေဟာရာဇဝတ်မှုမျိုးစုံကျူးလွန်တတ်ကြပြီးတခါတရံမှာတော့အခုလိုမျိုးသူတို့လူကိုသူတို့ပြန်လည်ဖမ်းဆီးတာမျိုးတွေရှိတတ်တယ်လို့ဆိုပါတယ်။လက်ရှိမှာတော့ဆန်ရှာဖမ်းဆီးခံရတာကြောင့်ကြန့်ရှိနေတဲ့ပြူစောတိအဖွဲ့ဝင်တွေစိတ်တက်မကြဖို့နဲ့အရင်ကထပ်ပုံမထောက်ပံ့ပေးသွားမယ်လို့ပောက်ကိုတော်ကပြောဆိုထားတဲ့ရုပ်သံဖိုင်တစ်ခုလည်းလူမှုကွန်ရက်မှာထွက်ပေါ်နေပါတယ်။ဆန်ရှာဟာမကောင်းမှုတွေအများအပြားလှုပ်ဆောင်ခဲ့သူဖြစ်တာကြောင့်သူမရှိတော့တဲ့အချိန်မှာမကျေနပ်သူတွေကကြန့်ရှိတဲ့အဖွဲ့ဝင်တွေကိုပြန်လည်တိုက်ခိုက်လာမှာကိုစိုးရိမ်ပြီးတပည့်တွေကိုလိုက်လံချောင်းမော်နေရတဲ့အခြေအနေရှိတယ်လို့လည်းသိရပါတယ်။မန္တလေးပြည်ကြီးတံခွန်မြို့နယ်ကဆန်ရှာအဖွဲ့ဟာလူမှုကွန်ရက်အသင်းအမည်ခံထားသလိုတစ်ဖက်မှာလည်းလူငယ်တွေကိုစစ်မှုထမ်းဖို့ပေါ်တာဆွဲတာမြေယာသိမ်းစီးတာနဲ့ကျူးကျော်ဆိုပြီးနေအိမ်တွေဖြစ်စည်းတဲ့နေရာမှာလုံခြုံရေးယူပေးတာတွေကိုလုပ်ကိုင်နေသူဖြစ်တယ်လို့မြို့ကန်တွေကပြောပါတယ်။ထူးခြားချက်အနေနဲ့နာမည်ဆိုးနဲ့ကြော်ကြားတဲ့ဒီပြူစောတိခေါင်းဆောင်ဆန်ရှာကိုအာနာသိန်းစစ်ခေါင်းဆောင်ကိုတိုင်က2024ခုနှစ်အတွင်းမှာစွမ်းရည်နဲ့စွမ်းဆောင်မှုဆိုင်ရာဂုဏ်ပြုစုချီးမြှင့်ထားခဲ့ပါသေးတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ကာကွယ်ရေးအသုံးစရိတ်တိုးမြှင့်ဖို့ပိုပြီးအရှိန်မြင့်တင်ဖို့လိုတယ်လို့ပြည်ထောင်ဝန်ကြီးချုပ်သတိပေးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ပြည်ထောင်နိုင်ငံရဲ့ကာကွယ်ရေးအသုံးစရိတ်ကိုအရှိန်အဟုန်မြင့်တိုးမြှင့်သွားဖို့လိုအပ်နေပြီလို့ဝန်ကြီးချုပ်ကီယာစတာမာကပြောကြားလိုက်ပါတယ်။ဒါပေမဲ့လာမယ့်ရွေးကောက်ပွဲမတိုင်ခင်မှာ GDP ရဲ့3%အထိတိုးမြင့်သုံးစွဲဖို့ဆိုတာကတော့ဖြစ်နိုင်ခြေနည်းပါးနေသေးကြောင်းနံပါတ်10ဒေါင်းနင်းလန်ဒေါင်းနင်းစထရီသတင်းရင်းမြစ်တွေကရှင်းလင်းထားပါတယ်။လန်ဒန်တောင်ဘက်ပိုင်းမှာပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲအတွင်းဝန်ကြီးချုပ်စတာမာကအခုလိုပြောကြားခဲ့တာပါ။2029ခုနှစ်နောက်ဆုံးထားပြီးကာကွယ်ရေးအသုံးစရိတ်ကို GDP ရဲ့3%အထိတိုးမြင့်ဖို့အစိုးရကစီစဉ်နေတဲ့ဆိုတဲ့ BBC ရဲ့သတင်းဖော်ပြချက်နဲ့ပတ်သက်ပြီးဝန်ကြီးချုပ်ကမှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။ရုရှားရဲ့ချင်းချောက်မှုဟာထင်းထင်းရှားရှားရှိနေသလိုယူကရိန်းစစ်ပွဲရပ်တန့်သွားရင်တောင် DNA ကစစ်ရှိနေအောင်မှဖြစ်တယ်လို့ဝန်ကြီးချုပ်ကဆိုပါတယ်။ဒါကြောင့်ကာကွယ်ရေးကဏ္ဍမှာကျွန်တော်တို့တွေပိုပြီးမြင်မြန်ဆန်ဆန်လှုပ်ဆောင်ကြဖို့လိုတယ်လို့သူကအလေးအနက်ပြောကြားခဲ့ပါတယ်။ဒါပေမဲ့ဒီထုတ်ဖော်ပြောကြားချက်ဟာတညအတွင်းထွက်ပေါ်လာတဲ့ပေါင်15ဘီလီယံအထိတိုးမြင့်မယ်ဆိုတဲ့ခန့်မှန်းချက်တွေလောက်အထိတော့မြင်မှာမဟုတ်ဘူးလို့သိရပါတယ်။လက်ရှိမှာလည်းကာကွယ်ရေးဝန်ကြီးဌာနနဲ့ဗဏ္ဍာရေးဝန်ကြီးဌာနတို့အကြားကာကွယ်ရေးယင်းနှိမ့်မြုပ်နှံမှုအစီအစဉ်တွေအတွက်ဗဏ္ဍာငွေခွဲဝေသတ်မှတ်မှုအပေါ်သဘောထားကွဲလွဲမှုတွေရှိနေတာပါ။ခန့်မှန်းချက်တွေအရ2025ခုနှစ်မှာကာကွယ်ရေးအသုံးစရိတ်ဟာ GDP ရဲ့2.4%ရှိမှဖြစ်ပြီးနေတိုးအဖွဲ့ရဲ့ရည်မှန်းချက်အတိုင်း2035ခုနှစ်မှာ3.5%အထိရောက်ရှိဖို့စီစဉ်ထားပါတယ်။ဒါပေမဲ့အစိုးရဘက်ကတော့အသုံးစရိတ်တိုးမြင့်တာကိုလက်ရှိလွှတ်တော်တဒန်းအတွင်းထက်လာမယ့်လွှတ်တော်တဒန်းမှသာအဓိကဆောင်ရွက်သွားဖို့ရှိနေပါတယ်။တကယ်လို့ကာကွယ်ရေးအသုံးစရိတ်ကို2029ခုနှစ်မှာ3%အထိတိုးမြင့်မယ်ဆိုရင်တော့လက်ရှိသတ်မှတ်ထားတဲ့ကာလထက်အများကြီးစောပြီးဘတ်ဂျက်ငွေပေါင်15ဘီလီယံခန့်အထိအမေရိကန်ပုံမှုသုံးစွဲရမှာဖြစ်ပါတယ်။နံပါတ်10ဒေါင်းနင်းလန်သတင်းရင်းမြစ်တွေရဲ့အဆိုအရကာကွယ်ရေးအသုံးစရိတ်ကိုပိုပြီးမြင့်မြတ်ဆန်ဆန်ဆောင်ရွက်မယ်ဆိုတဲ့နေရာမှာဘတ်ဂျက်ငွေတိုးမြင့်တာအပါအဝင်အခြားသောနည်းလမ်းတွေကိုလည်းအသုံးပြုသွားပဲရှိနေတယ်လို့သိရပါတယ်ရှင်။မြို့တော်ရဲ့နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ပြည်သူများအားလုံးကိုယ်စိတ်နှပြကျန်းမာချမ်းသာပြီးဆရာနာရှင်စနေဆိုလောက်ကနေအမြင့်ဆုံးလွတ်မြောက်ပါစေကြောင်းနဲ့တဘောအသေးနဲ့အတူတူမှလည်းကင်းဝေးပါစေကြောင်းမြို့တော်ဖွဲ့သားများကဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်။